အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာကျတော့ဒဝယ်ရိုးရအဆဆက်တစ်ခုဖြစ်တဲ့မိုးလင်းတို့ကြောင်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒဝယ်လို့ပြောလိုက်တာနဲ့ပေါ့နော်တောတော်ရီမီတဘောကရှုခင်းတွေနဲ့တရားလှပတဲ့မျိုးလေးကိုပဲပြင်းမြင်ကြတယ်ပေါ့နော်အဲ့မှာစင်ဒဝယ်မိုးလင်းတို့ကလည်းဒဝယ်ကိုစားပြုတဲ့ဒဝယ်ရိုးရအဆဆက်ရလေးတစ်ခုပဲဖြစ်ပါတယ်အဲ့ဒါဆိုဒီဒဝယ်မိုးလင်းတို့လေးကိုပေါ့နော်ညီမတို့ဒဝယ်လူမျိုးတွေကနေခေဘက်မှာဆိုရင်အစာပြေဖြစ်ပေါ့နော်တရေစာဖြစ်နဲ့စားကြတာများတယ်ဒါပေမဲ့တချို့ကကြတော့ထမင်းနဲ့ပေါ့နော်နေ့လယ်စာတို့ညနေစာတို့စားကြတာပဲဖြစ်ပါတယ်ပထမဆိုကကြတော့ညီမတို့ငါးကိုပေါ့နော်ပအိုးကြီးလေးထည့်ပြီးတော့စပယ်လေးနဲ့ပြုတ်ပြီးတော့ဒီရလာတဲ့ငါးလေးတွေကိုအသားနှွာထားရပါမယ်ပြီးတော့လိုအပ်တဲ့ပစ္စည်းတွေကိုပေါ့နော်စစ်သစ်ပြထားတယ်မိုးဖက်တွေပြီးရင်တချို့ကကြတော့ငါးဥတွေထည့်ပြီးတော့စားကြပါတယ်ရှင်အခုဆိုရင်ဒီပဝင်ပစ္စည်းတွေထပ်ပြီးတော့ဒီထက်မှဆိုရင်ပအိုးကြီးကကြတော့မပါမဖြစ်ပေါ့နော်ဒီမိုးလဲတို့ရဲ့မပါမဖြစ်ဒီကပဝင်ပစ္စည်းပဲဖြစ်ပါတယ်ဒီပအိုးကြီးကဒီတနင်္လာရီတိုင်းမှာဆိုရင်ပေါ့နော်မိုးလဲတို့မှာဆိုရင်ပအိုးကြီးပါတယ်ကကြေးကဲမှာမြေမှာဆိုရင်ဘေးကကြေးကဲပေါ့နော်ကကြေးကဲမှာဆိုရင်ပအိုးကြီးကမပါမဖြစ်ပဲဖြစ်ပါတယ်ရှင်အခုဆိုကြတော့ဒီမိုးလဲတို့လေးကစားလို့ရတဲ့နေထားပေါ့နော်ဒီမလက်တော့အကြီးလေးကရတော့မယ်ဆိုတော့ညီမတို့စားကြတော့မယ်ပေါ့နော်ပရောဆိုထက်မယ်ဆိုတော့ဒီမလက်တော့မဖက်ထက်တဲ့ပြီးရင်ပဲပြပေါတို့နန်နန်ပေတို့ပေါ့နော်ကြက်တော်စေးတို့ဒါကြတော့ညီမတို့စားကြိုက်တယ်ဆိုတော့ထက်ကြတယ်ပေါ့နော်တချို့ကကြတော့မကြိုက်တဲ့သူတွေကကြတော့မထက်စားကြတာပေါ့နော်ပြီးတော့တမယာတီလေးကနည်းနည်းညှစ်တယ်မွေးပေါ့နော်ပြီးတော့ဒါကြတော့ဂိုးချင်ညီမတို့ဒဝဲဒေတာဆိုရင်ရှမ်းချင်ပေါ့နော်ရှမ်းချင်လို့ခေါ်တယ်အဲ့ဂိုးချင်လေးရဲ့ထည့်ရင်နည်းနည်းရက်စားရတာရက်တာလေးတယ်ပေါ့နော်ငရုတ်တီးကကြတော့အဆက်ကြိုက်လို့များများထည့်ပြီးတော့စားကြပါတယ်ရှင်တချို့အဆက်မစားနိုင်တဲ့သူတွေကကြတော့ short စားပေါ့နော်ပြီးတော့ဆန်ကလေးခွေလေးထည့်ပါတယ်ဆန်ကလေးခွေလေးထည့်ပြီးတော့ဒီမိုးလက်တော့အကြီးလေးပေါ့နော်တချို့ကကြတော့လိုလေးစားကြတယ်ပေါ့နော်အကြီးနည်းနည်းလေးနဲ့မဖက်ကိုတုတ်တလူလေးစားကြပါနဲ့ညီမတို့ကကြတော့ဒီမလက်တော့အကြီးကိုမြင်းများလေးတချို့ကကြတော့မြင်းများလေးပေါ့နော်အကြီးမြင်းများလေးထည့်ပြီးတော့စားကြပါတယ်ကိုကြက်ရင်ကြက်လို့ထည့်ပြီးတော့စားကြတယ်ပေါ့နော်ဒီစားကြတဲ့နေထားမှာဆိုရင်ဒါတဝဲမှာဆိုရင်မျိုးနယ်တွေအလိုက်လဲကွာသွားသေးတယ်ပေါ့နော်တချို့ဆိုရင်ဒီပတ်တီတို့ပြီးတော့ကစောရွက်တို့ပေါ့နော်အဲ့လိုလေးတွေထက်စားကြတဲ့နေရာတွေလည်းရှိတယ်တချို့မျိုးနယ်တွေမှာဆိုရင်တကြားတွေထက်စားကြတယ်ပေါ့နော်အဲ့လိုထက်စားတာတွေလည်းရှိပါတယ်ရှင်ဒီချမ်းချင်ပေါ့နော်ဂိုးချင်တွေထက်ပြီးတော့စားကြတယ်ပြီးတော့ညီမတို့မိုးလက်တုတ်စားရမှာဆိုရင်ဒီကိုချင်တုတ်ပေါ့နော်မူဖက်တုတ်ကိုချင်နဲ့မူဖက်နဲ့တုတ်ထားတဲ့တုတ်လေးကိုလည်းဒီဒဝဲတွေကအရင်ကြိုက်ပါတယ်ရှင်ဒီမူဖက်တုတ်လေးကိုအရင်စားပြီးတော့နှမမိုးလက်တုတ်လေးကိုပေါ့နော်ထည့်ပြီးတော့စားကြပါတယ်အဲ့လိုစားရတာကတော်တော်ရတာရှိပါတယ်ရှင်အဲ့ဒါကြောင့်ဒီမိုးလက်တုတ်ပေါ့နော်ဒါဒဝဲဒေတာရဲ့မပါမဖြစ်မိုးလက်တုတ်လေးဖြစ်တာမို့ဒဝဲကိုရတက်စီကြရင်ဒီစားတော့ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင့်စားတော့ကြည့်ကြပါရှင့်